အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အဆမီ online learning အနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ရှင်းပြပေးမယ်အဲခေါင်းစဉ်ကတော့ဗာလဲဆိုတော့ကျွန်တော်တို့ဒီဟိုပါပေါ့နော်မင်းနာနော်နီဟောကောတွေကဟာလေစောက်တွေကပုံမိုးတွေကိုရှင်းပြပါဖြစ်ပါတယ်ဒီဟာက26မှာကဘာရေးကြီးလဲဆိုတော့ဒီလိုပုံမိုးတွေဖတ်တဲ့အခါ rare ပုံးတွေဖတ်တဲ့အခါမှာဘာတစ်ခုရေးကြီးလဲဆိုတော့ကျွန်တော်တို့ဥရုဥရုနဲ့မဖတ်နဲ့ပေါ့နော်ဥပမာဒီဟာကိုဖတ်မယ်ဖတ်ပြီးရင်ကိုကဗမာလိုစဉ်းစားမယ်ဗမာလိုဩဘာသာပြန်မယ်ဟောနော်ဘာသာပြန်ပြီးရင်ကိုကဘာလုပ်ရမလဲဆိုတော့ပါတီကယ်လေးလိုက်ဝိုင်မယ်ပါတီကယ်လိုက်ဝိုင်းမယ်ပြီးရင်ဒီနေ့ကိုတင်လိုက်တဲ့ဟိုဟာ grammar လေးပါလာ26ဆိုရင်ပါမလဲဥပမာplaying for on test ပါမယ် but the ida ခဲမဆိုင်ကရေ but ဒါရာ e test ကရေပါမယ်အဲ့ဒါဆိုရင်အဲ့အဲ့ but ဒါရာ but the ida ခဲမဆိုင်ကဆိုရင်ဒီလိုမျိုးလေးတော့ပေါ်လေးနဲ့ဒီလိုခတ်တာပေါ့နော်ဒါဆိုရင်ဟာလေမေတ္တာရက်ခဏအဲ့လိုမျိုးရေးပေါ့နော်ပြီးရင်ပို့ဆိုရင်ဒါနာရာ e time test တကယ်လို့ကိုကခန်းကြီးတွေပါအသစ်တွေပါမရဘူးဆိုရင်ခန်းကြီးတွေပါတခါလေးကြက်သွားပါတော့နော်အဲ့လိုမျိုးမှတ်သွားရင်ပိုကောင်းတယ်ဘာကြောင့်လဲဆိုတော့ခန်းကြီးကခတ်တယ်ဥမာခုဆိုရင်ကျွန်တော်ရှင်းပြမယ်ပေါ့နော်ဥမာအာရှတခါရရောဂိုနန်ဒက်စ်မရဘန်ကစပြီးတော့ခရီးသွားမှာမို့လို့ပါဒီခေမနာအဲ့မှာဒါဆိုရင်ခါရကိုထည့်မယ်ဒါကြတော့ဗာလဲတော့အတွက်ကြောင့်လို့ဘာသာမပြန်ဘူးဆိုတော့သူခါရမတယ်ဆိုရှိရမှာကျွန်တော်ဗာလဲစချိန်နဲ့ဆုံးချိန်နဲ့ဆိုရှိရလေအဲဒါကြောင့်ဒီခါရကိုသုံးတာလည်းမနေ့ဖက်မှစပြီးတော့ခီးသွားမယ်ကျွန်တော်တို့ဟိုခါရကြတော့ကျွန်တော်အကြောင်းပြချက်ပေးခြင်းတဲ့ခါမှာသုံးတယ်ဥပမာတိုးရှိတယ်နဲ့မေးလို့ရှိရင်ခါရနဲ့အဆုံးသတ်တယ်သူအနောက်မှာမြင်လိုက်တယ်အဲ့ခါရကြတော့ဒါကကြတော့အလယ်မှာသုံးတာဆိုရင်မှားစ၍ခီးသွားမလို့ပါဒီခေဘာနာအိုနာရိုက်တိုင်းတစကအီအီဆန်စီအိုရှောကိုင်းရှိတဲ့ဣဒရခေမဆန်ကပန်းလာစင်နာကိုတင်ရင်လို့ပါကောင်းတဲ့ဆရာနဲ့မိတ်ဆက်ပေးလို့ရမလားအဲ့မှာဆိုရင်တဲ့ဣဒရခေမဆန်ကိုဒီလိုလေးတော့ဝင်နေခတ်တာပေါ့နော်ဟိုမှာအာဒီမှာအိုကဘာလို့သုံးလဲဆိုတော့နာရိုက်တိုင်းတစကာသူကဒီနာရိုက်တိုင်းတစကာကြတော့ action verb မို့လို့အီအီဆန်စီဆိုကောင်းတဲ့ဆရာမကိုရှော့ကိုင်းရှိတဲ့ဆိုမိတ်ဆက်ပေးတာရှော့ကိုင်းဆိုမိတ်ဆက်ပေးတာဒါကြတော့ရှော့ကိုင်းဆိုကအသိဖြစ်တဲ့အတွက်တခါလေးမျက်လုံးနဲ့မှတ်သွားမယ်ဘောနော်အဲ့ဒါရှိမယ်ပြီးတော့ဝါတာနာဘဆန်ဝဒိုကီအိုဆာကာဘင်းအိုဆူကာအီမတ်စ်နဲ့ဝါတာနာဘဆန်ကတခါတလေမှာအာအိုဆာကာလေတန်ကိုသုံးတယ်နော်တဲ့အဲ့မှာဒီဝါကပါလဲဆိုတော့ကျွန်တော်လည်းဒီအန်တူဆရာမစီမှာတက်ခင်မှာသိခဲ့ရပါတော့ဝါလို့ပါလို့ရှိရင်တဲ့အဲ့ဝါကရှင်းပြရင်ရှင်းပြတယ်မရှင်းပြနောက်မှအငင်းတယ်ဒါဒီဝါကကြတော့ပါလဲဆိုရှင်းပြထားတာဟိုတခါလေမှာအိုဆာကာလေတန်ကိုသုံးတယ်နော်အဲ့လိုမျိုးရှင်းပြတာဒီအိုဆာကာနီစွန်တဲ့အတိုင်းဒက်စကအိုဆာကာမှာနေခဲ့တာလားဒီမှာနိတွေ့တယ်နိကနေရာပြပုံမှာဖြစ်တယ်ဒီအိုဆာကာဆိုတဲ့ဟာကိုညွှန်းတယ်အိုဆာကာမှာနေခဲ့တာလားဒီကမှာပေါ့နော်ဒီဥမာဒီဟာမှာဒီခန်းကြီးကိုပြောချင်တယ်ပေါ့နော်ဒီခန်းကြီးပါလာပြီဆိုလို့ရှိရင်သူကကျွန်တော် F5 မှာသင်ခဲ့ရတဲ့ O ကနှလုံးပေါ့နော် O ခီဆိုပြီးတော့သင်ခဲ့ရတယ်အဲ့မှာကဟိုဘာတစ်ခုမှလဲဆိုတော့ကျွန်တော်တို့ O ခီဆိုတော့ဆောင်းလုံးမှာကျတော့ဘက်ကဟိုက O ကတစ်လုံးလားနှလုံးလားဆိုပြီးတော့စဉ်းစားခတ်တယ်ပေါ့နော်ကျွန်တော်ကတော့ဘယ်လို F5 မှာတော့ဘယ်လိုကြက်ခဲ့လဲဆိုတော့ O ခီလို့ကြက်တယ်ဒါပေမဲ့အဲ့ဒါဂျန်နီတော့မှားတယ်ပေါ့နော်ဒါပေမဲ့ဆောင်းလုံးမှာကျတော့လွယ်တကူရွေးလို့ရတယ် O ခီဆိုရင်ဒါဆိုရင် O နှလုံးပဲအဲ့ဒါဆိုအဲ့လိုမျိုးလုပ်လို့ရတယ်ပေါ့နော်ဂျူကောဆိုင်မတဲ့အိုဆာကာနီဆွန်တဲ့အီမာစတာနဲ့15နှစ်အထိအိုဆာကာမှာနေထိုင်ခဲ့ပါတယ်ခင်ဗျာတဲ့15နှစ်အထိဒါလည်းခါရမတဲ့နဲ့အတူတူပဲ15နှစ်အထိအစားချိန်နဲ့အဆုံးချိန်ဒီနေတယ်ဟိုမှာဘယ်မှာနေလဲဆိုအိုဆာကာမှာနေသူကအဲဘာလို့ဒီမှာမတ်စတာကိုသုံးလာလဲဆိုတော့သူကအတိတ်ကိုပြန်ပြောတာဖြစ်တဲ့အတွက်မတ်စတာနဲ့သုံးလာတာအဲ့လိုမျိုးသူကလစ်လာမယ်ပေါ့နော်
ဒီလိုဖတ်သွားလို့ရှိရင်ဥရုဥရုနဲ့မဖတ်သွားနဲ့ဒါအတိတ်ကိုပြောမှာဖြစ်တဲ့အတွက် master နဲ့သုံးတာ Omoshiro i design no kusu desu ne dogo de katan desu ka ဒီမှာစိတ်ဝင်စားဖို့ကောင်းတဲ့ဖက်နဲ့ဒီဇိုင်းပဲလေတဲ့ဘယ်မှာဝယ်ခဲ့တာလဲအဲ့မှာခုနမှတ်မိသေးတာမသိ20ခေါ်မှာ kaimas မွေးသည်ဆိုတဲ့ဟာကိုလေမှတ်မိသေးတာမသိဒါကကြတော့ဝယ်တာဘယ်လိုမျိုးဝယ်မလဲဆိုတော့အပေါ်မှာကျွန်တော်တော့ဘယ်လိုမှတ်လဲဆိုတော့ဒါကိုတွန်းလဲလေးလို့မှတ်တယ်တွန်းလဲပေါ်မှာဟာပေါ့နော်မုတ်ထုတ်တွေတင်ထားတဲ့ပုံပေါ့နော်ဒီကိုတုံးလေးတုံးတုံးအဲ့လိုမျိုးပြီးအောက်မှာဟိုခရုလေးပေါ့နော်အဲ့လိုမျိုးလေးမှတ်တယ်ခုနကကြတော့မွေးတယ်ဆိုတဲ့ဟာဆိုရင်မွေးမြူတယ်ဆိုရင်တာဘဲမတ်ခန်းကြီးရယ်ပြီးတော့အိုနာကြီးခန်းကြီးရယ်တဝက်အပြည့်ရယ်အဲ့ဒါလေးပါပါတော့အဲဒိုယာဆိုစတိုယာတဲ့ခိုင်မာစတာဟိုဟာအဲဒိုယာဆိုစတိုယာမှာဝယ်ခဲ့တာပါတဲ့စပိန်တော့ခုဆိုဒက်စပိန်ဖက်နဲ့ဖြစ်ပါတယ်တဲ့စပိန်နဲ့ခုဆိုရဲ့ကြားထဲမှာnot လိုက်တယ်အဲ့ဒါလည်းရေးကြည့်ရပေါ့နော်ဟိုဘယ်မှာရေးကြည့်လဲ star ပို့စာရင်မှာရေးကြည့်ရပေါ့နော်ဟိုအရှိရာဟာနောင်လားနောက်ကဟာနောင်လားကြည့်ပေါ့နော်အဲ့ဟာရဲ့နှစ်ခုကြားထဲမှာ not ထဲပေါ့နော်အဲ့ဒါတွေမျိုးတွေလည်းမှတ်ထားဖို့လိုသေးရပေါ့နော်တို့ရှိတဲ့ okure dandas ကဘာဖြစ်လို့နောက်ကျခဲ့တာလဲဘတ်စုကခုနခတ်တန်ဒက်ဘတ်စကားကမလာလို့ပါယောကုခါရာအိုကေနိအီခီမတ်စကမကြာခဏခါရာအိုကေကိုသွားတာလားဒီယောကုကအဓိပ္ပာယ်နှစ်မျိုးရှိရယ်ကောင်းကောင်းဆိုတဲ့အဓိပ္ပာယ်ရယ်ပြီးတော့မကြာခဏဆိုတဲ့အဓိပ္ပာယ်ရှိရယ်ပေါ့နော်ဒါကကြတော့နောက်မှာနောင်လိုက်တာဖြစ်တဲ့အတွက်ဒါမကြာခဏဆိုပြီးဘာသာပြန်တယ်ပေါ့နော်ဤရဲ့အမရီအီခီမာဆန်တိတ်ပြီးတော့မကြိုက်လို့ပါဒါကြတော့အီခီမာဆန်ဘာလို့သုံးလဲဆိုအမရီနောက်မှာမာဆန်ကိုသဲသုံးတယ်ပေါ့နော်ခါရာအိုကေဝစုကီဂျနန်ဒတ်ခါရာအိုကေကိုမကြိုက်တာအကြောင်းပါဒါလည်းဒီဝကကြတော့သူကအရှင်းပြတာပေါ့နော်စုကီဂျ9 dash ဆိုတာမကြိုက်တဲ့အကြောင်းပါ日本語でラボードを書いたいですが、ちょっと見ていただけませんかဂျပန်ဘာသာစကားဖြင့်အစီရင်ခံစာကိုရေးထားပေမဲ့လေခဏလောက်စစ်ဆေးပေးလို့ရမလားဒါသူကမားပါဆိုလို့သူများကိုကြည့်ရှုစစ်ဆေးခိုင်းတာပေါ့နော်ခိုကိုင်းကြီးကြီးတို့ဆိုလွတ်တော်အစာအုပ်ကိုခန်းကားကိုရှိတိုင်းဒက်စကဒိုရှိတာရာဤဒက်စကလေးလာခြင်းတဲ့အတွက်ကြောင့်ဘယ်လိုလုပ်ရင်ကောင်းမလဲတဲ့ဒီမှာအို့ကိုသုံးတယ်ဘာလို့အို့ကိုသုံးလဲဆိုတော့ခန်းကားကုက action verb ဖြစ်တဲ့အတွက်ဒီဟာကိုအို့ကိုသုံးတာလည်းဖြစ်တယ်ဒိုရှိတာရာဤဒက်စကချုပ်ခုဆက်ဆွဆိုတာကငိုင်းတော့ပြီးတော့ချုပ်ခုဆက်ဆွဆိုတာဓာတ်ရိုက်ဒါလည်းခန်းကြီးအစ်စ်ပဲနော်ခန်းကြီးအစ်စ်ပါရင်ကိုယ်ကမျက်လုံးနဲ့တစ်ခါတည်းမှဣတာရာဣဒက်စကဓာတ်ရိုက်သွားရင်ရောဘယ်လိုလဲဟေဂျီဆိုဝါဣဆွတ်တယ်မို့မိရုကိုတိုကဒက်ကီမတ်ဂျာရက်ကတော့ဘယ်ချိန်မဆိုကြည့်လို့ရနိုင်တယ်တဲ့ဒီဟာကိုမှတ်မိသေးလားမသိကျွန်တော်တော့မှတ်မိရင်အဖိုက်က grammar ပေါ့နော်မိရုကိုကြီးရှော့ကိုတိုကဒက်ကီမတ်ဆိုတော့လုံနိုင်တယ်လုံတတ်တယ်ဆိုတဲ့ဟာကိုသုံးတယ်ပေါ့နော်ကြည့်ရှုနိုင်ပါတယ်ပေါ့ဒီမှာကြီးလျှော့ဆိုရင်နာဂတ်ပေါင်ကိုပြတဲ့သဘောပဲဒါကတော့စကားပြောလေးပေါ့နော်မှတ်ရင်လည်းမှတ်ထားပေါ့ကျွန်တော်ကတော့ဘာသာမပြန်တော့ဘူးဒါကိုယ့်အကိုဖတ်ကြည့်ပေါ့နော်ဟောလာကြတော့ခုနကပါလေ20ခွန်20ခွန်ကိုသွားမှာဖြစ်ပါတယ်
အဲ29ကကြတော့သူကတော့ဒါခါနိုဖောင်လုံနိုင်တဲ့ပုံစံပေါ့နော်အဲဖန်1ဆိုရင်အဲနံပါတ်2နေရာကနေပြီးတော့4နေရာပြောင်းတယ်အဲဒိုရှိနီးကကြတော့နောက်မှာ ra ရဲကတ်တယ်ဘတ်ထရီဆိုရင်မြဲမှတ်ထားကြက်ထားမှာနော်ခီးမတ်ဆိုရင် Cola Remus ရှီမတ်ဆိုရင် Teki Max အဲ့ဒါလေးတခုမှတ်ထားမှာဖြစ်ပါတယ်ဝါတာရှိဝါနီဟောကုန်းကစကိုရှိစကိုရှိဟာနာဆေးမတ်ကျွန်တော်ကဂျပန်ဘာသာစကားကိုအနည်းငယ်ပြောနိုင်တယ်ဒီမှာသူကဟာနာဆေးမတ်ကဒိုရှိအီချီဖတ်အဲ့ဒါလေးမှတ်ထားပါဒိုရှိနိမုံဒါဟာနာရှိကနေပြောင်းတာဟာနာဆေးမတ်ပြောနိုင်တယ်ယာမကဟာဂီရီမီယေမတ်ကျွန်တော်ကတောင်ကိုပြပြသားသားမြင်ရတယ်အဲဂီနော်မအေနိအိုခိဆိုတာကျွန်တော်ပြောတာအိုကနှလုံးအဲ့တော့ဘယ်လိုကြည့်ရမလဲအိုခိလို့ကျန်ပြီးတော့အိုခိစူပါကာတက်ကီမာစတာဘုရားရုပ်ရှိမှာစူပါမားကတ်ကြီးတစ်ခုပြီးသွားပြီတဲ့နီယိုဂေါနော်ရှင်ဘွန်ကယောမဲမတ်ကာအီယေယောမဲမတ်ဆန်ဂျမဘာသာစကားဖြည့်ရေးထားတဲ့သတင်းစာကိုဖတ်နိုင်လားတဲ့ဟင်းအင်းနဲ့မဖတ်နိုင်သေးဘူးတဲ့ဟိုကရှင်ဘွန်ဒါကြတော့ဒါကအတ္တရာရှိရှင်ဒါဒီအလဲဟာမပါရင်ဒါပါလဲမွန်ဂိတ်တကားဂိတ်တကားမှာနေရွက်ကိုကပ်ပြီးနားထောင်မယ်ဘာနားထောင်မယ်သတင်းတွေကိုနားထောင်မယ်လို့ပတ်အဲ့ဒါအရှင်ဘွန်သတင်းစာတိုရီနိုကိုအဲကခီကိုအဲမတ်ကငှက်ရဲ့အတန်ကိုကြားရတယ်နော်တဲ့တဲ့မိုဟာရူဒတ်နဲ့မရသည်သာရောက်တော့မယ်ပေါ့နော်အဲ့မှာကိုအဲနဲ့ဗာလဲအိုတိုနဲ့နှစ်ခုရှိရပေါ့နော်ခိုအဲကကြတော့အတန်အိုတိုကလည်းအတန်ခိုအဲကကြတော့တက်ရှိတွေအတန်ဖြစ်ပြီးတော့အိုတိုကကြတော့တက်မဲ့တွေအတန်ဖြစ်တယ်ဥပမာခိုအဲဆိုရင်ဥပမာဒါတက်ဒိဋ္ဌံတွေအတန်ပေါ့နော်ဥပမာမြင်းဟီတန်တို့လူနာရဲ့နာလုံးလုံးကြီးတဲ့အတန်တို့နောက်ဗာလဲဆရာမရဲ့ဆဲဆိုချိန်မောင်းတန်တို့တက်ရှိတွေမှာသုံးတယ်ပေါ့နော်ဥပမာအိုတိုကကြတော့ဘာသုံးမလဲဥပမာရေဒီယိုအသံတို့နောက်ဂီတာအသံတို့နောက်ဗာလဲကားဘီးပေါက်တဲ့အသံတို့နောက်ခေါင်းလောင်းအသံတို့အဲ့ဒါတွေကအိုတိုလို့သုံးတာဟိုရီဂျိုကဒက်ကီမာစတာကတဲ့ခေါင်းဗုဒ္ဓဘုရားကျောင်းကဘယ်ချိန်မှာပြီးခဲ့တာလဲ6-9ခုနှစ်မှာပြီးခဲ့တာပါတာဘာဝတန်ကီဝနန်နီချီကိုရိုင်းနာဆိုယာဆိုမီကအာရီမတ်ကဘာဝလက်စစ်ကုမ္ပဏီကဘယ်နှစ်ရက်လောက်နွေရာသီပိတ်တာလေတဲ့ဆိုဒက်နဲ့ဟုတ်တယ်နော်တဲ့ဆန်ရှူကန်ကိုရိုင်းဒက်3 ပတ်လောက်ပိတ်တာပါတဲ့ EDES နဲ့ကောင်းလိုက်တာနော်တဲ့ဝါလရှိတော့ကအေးရှားဟိုက issue ကန်ရှိကရောမဲအယာဆုမဲမှာဆန်တစ်ပတ်ကကြာပြီးတော့ပြည့်ရမရှိဘူးတဲ့ကိုနိုမန်ရှော့တဲ့ဘတ်တိုကခိုင်းမတ်ကဒီစိန်ခံတိုက်ခန်းမှာဆိုရင်ရိတ်ဆန်လေးတွေမွေးလို့ရလားချီဆိုင်ဝါတိုရီယာဆာကနာဝါခိုင်းမတ်ကအီနူယာနဲ့ကိုဝါခိုင်းမတ်ဆန်ဒီမှာရခိုင်းမတ်စာမို့မှာဗာလဲမွေးရဆိုတဲ့ဟိုဗာလဲစားဖို့မွေးရတယ်လို့မှတ်ပေါ့နော်အဲ့လိုမျိုးမှတ်တယ်ကျွန်တော်ဒါချီဆိုင်တရားတစ်ခုကတော့မှတ်ထားပါတော့အဲ့မှာသူကစကိုရှိနဲ့ချီဆိုင်နဲ့ရောတက်တယ်စကိုရှိဆိုရင်ဒီလို white တဲ့ဟာလေးပါတယ်ချီဆိုင်ကဒီလိုမှ white တဲ့ဟာမပါဘူးတဲ့အဲ့ဒါလေးပါမှတ်ထားပါတော့တခါလေတို့ရီယာစကနာသိငယ်တဲ့ကြက်ကလေးတွေငါးလေးတွေမွေးလို့ရပါမယ်ခွေးနဲ့ကြောင်တွေကိုတော့မွေးလို့မရနိုင်ပါဘူးတဲ့28ကကြာတော့ဗာလဲဆိုတော့နာကာရရင်းနေဆိုပြီးတော့သူက
action နှစ်ခုကိုတစ်ပြိုင်တည်းထဲလုပ်တဲ့အခါမှာသုံးတယ်ပေါ့နော်ongaku okiki nagara shokuji shima တေးသချင်းကိုနားထောင်ရင်းနဲ့ထမင်းစားတယ်မိုင်းအစာဂျော့ကင်းကိုအိုရှိတဲ့အီမတ်မနက်တိုင်းဂျော့ကင်းလုပ်တယ်ဒီမှာမနက်တိုင်းဂျော့ကင်းဆိုတာသူ့လုံးလေးလှုပ်ထားရှိတဲ့ဟာတွေကိုသုံးတာဥပမာကျွန်တော်တို့ဆိုရင်မနက်ဆိုရင်မနက်သွားတိုင်းမျက်နှာသစ်ပြီးပါလေဖျားရှိခိုးတယ်ဒါလည်းရှုကံပဲလေးထားပဲခြေကတက်ဆိုဝါဟာရရရှိရက်ဆွီရှိခြေကတက်ဆိုတဲ့ဣခိမရှောမြေရောက်ယထာကမြန်နေဈေးသက်သာတယ်မြေရောက်ယထာပြေသွားကြပါစို့သွားကြရအောင်အဲ့မှာဒီမှာဣခိမရှောဆိုတာကကျွန်တော်ဘယ်မှာမေးတတ်လဲဆိုတော့အဲချောကိုင်းမှာမေးတတ်တယ်ဘာလို့လဲဆိုတော့ဣခိမရှောလို့တွေးလို့ရှိရင်အဲ့ဟာမရွေးနဲ့ဥမာကျွန်တော် F4 မှာသင်နေပါတယ်မိမကြီးကတက်လီကားစီးကျင်လို့လက်ကြီးတားနေရနိအဲ့မှာပါတယ်ဣခိမရှောဟိုတက်လီကားပြစီးကြရအောင်ဆိုရင်အဲ့ဒါမရွေးနဲ့ဘာလို့လဲဆိုတော့မရှောလို့ပြောလို့ရှိရင်နှစ်ယောက်သုံးပုံနှစ်ယောက်အထက်ပေါ့နော်ပါတဲ့စာကြောင်းတွေမှာသုံးတာပေါ့နော်အဲ့ဟာကိုမှတ်ထားပါနော်မာရှောပါရင်အမြဲတမ်းနှစ်ယောက်သုံးမဟုတ်သုံးယောက်ပါတယ်လို့မှတ်အဲ့ဒါပါလဲဆိုတော့ဟိုဟာမှာကျွန်တော်နိနုထွေးရဲ့ပညာဒါနဗီဒီယိုမှာကျွန်တော်ကြည့်ထားတာပေါ့နော်မစိုးသူဆရာမသိမေးရမိုက်မာရှောလို့ပါလို့ရှိရင်အဲသူကဟိုပါပေါ့လူနှစ်ယောက်သုံးပုံသုံးယောက်မှပြောရတာတဲ့ဟိုမှာတော့ကြရအောင်ဆိုတာတို့သိကြတယ်ငွေချင်းနှစ်ယောက်တည်းပါမို့လို့နော်တယောက်တည်းကအယူကြီးလို့ဆိုတော့ဘယ်သူမှပြောလေအမြောက်ရထားပြီးတော့ကြအောင်ဆိုအဲ့ဒါဆိုတာသိကြပြီအနေမူဤဒုကိကာမှုကိုခာမိနာကာရအွန်တန်ရှိမတ်အိမ်ငိုက်တဲ့အခါမှာတဲ့ဟိုကာမှုဆို PK ဝိုင်းနဲ့ကားမောင်းနေတဲ့အဲ့မှာဒီနေမူရီမတ်ကအဲ့မှာတတိထားစရာတခုရှိရပေါ့နော် F4 ဖြေခဲ့တော့ကျွန်တော်ခန်းကြီးတစ်ခုတွေ့တယ်ဒီအတုံးလေးကိုမှတ်ထားပါတော့ဒီနေမူရီမတ်ကကြတော့အတုံးသုံးလုံးပါတယ်ကျွန်တော်ကတော့ဘယ်လိုကြက်လဲဆိုတော့အင်ချီမူတူနဲ့ကိမှုသုံးလုံးစားလိုက်တယ်လို့မှတ်တယ်ဒီမှာကိမှုသုံးလုံးပေါ့သုံးလုံးလေးအတုံးလေးသုံးလုံးပါတယ်အဲ့လိုမျိုးမှတ်တယ်ကျွန်တော်ကဆိုဒတ်ကားတဲ့ဝါတာရှိဝါကူရူမာအိုတိုမက်တဲ့ရှိပါရာကူမတ်နေမတ်ဟုတ်လားတဲ့ကျွန်တော်ကတော့ကားကိုရက်ပြီးခဏအိတ်တယ်တဲ့အုံကအိုခီခီနာကာရာဘန်ဂယောရှိမတ်ကာဒေသချင်းကိုနားထောင်ရင်းနဲ့စားကြတာလားဤရဲ့တဲ့ဘန်ဂယောဆိုရုဒုကီဝအုံကကူအိုခီခီမတ်ဆန်ဒေသချင်းကိုနားထောင်တဲ့အခါမှာတဲ့ဟောဦးစားကြတဲ့အခါမှာဒေသချင်းကိုနားဖထောင်ဦးတဲ့ဒါစူရုဆိုတာပါကြီးလျှော့ကဲဒုကီလုပ်တဲ့အခါမှာဆိုပြီးတော့ဒါကအဲဒါကဘယ်လိုပြောမလဲဒါ N5 grammar ပေါ့နော်ခါရင်ကဟာတာရာခိနာဂါရာဒိုင်းကကူတေဘန်ယောရှိတဲ့ imas သူကအလုပ်လုပ်ရင်းနဲ့တက္ကသိုလ်မှာစာလေးလာနေတယ်ဆိုဒတ်ကဟုတ်လားအဲရိုက်ဒတ်နဲ့တော်လိုက်တာနော်တဲ့ယာဆုမီနိုဟီဝါအီဆုမိုနန်နီအိုရှိတဲ့ imas ကနားရရက်မှာအမြဲတမ်းမလုပ်လို့ရှိတယ်ဆိုဒတ်နဲ့တဲ့ဒိုင်အေအိုခိုင်တဲ့ခိုင်တဲ့ imas များသောအားဖြင့်ပုံကိုဆွဲပါတယ်တဲ့ဝိုက်တိုဆန်စီဝါနေရှင်တာရှိအိုမိုရှိရိုဤရှိဆိုရီနီခေခမ်မိုအာရီမတ်ဝိုက်တိုဆန်စီကတဲ့စိတ်အားထက်သန်တဲ့စိတ်ဝင်စားဖို့ကောင်းပြီးတော့ထို့ပြင်အတွေ့အကြုံလည်းရှိတယ်အေးဆန်စီဒတ်နဲ့ကောင်းလိုက်တဲ့ဆရာပဲနော်ယခုကိုနိုဆူရှီယခုရုဒတ်ကအဲ့ဆူရှီဆိုင်ကိုမကြာခဏသွားတာလားတဲ့ခုခုကနေတန်းမို့ရဆိုရရှိဈေးတဲ့တတ်တာစခနာမို့အတားရရှိစခအတားရရှိငါးကတစ်တယ်လို့မပြန်နဲ့ငါးကလက်ဆက်တယ်ငါးကလည်းလက်ဆက်သလိုယခုဒါပဲနိဣခိမတ်မကြာခဏစားဖို့သွားပါတယ်တဲ့ဒါပဲနိခိမတ်တို့ရှိနဲ့ဖူဂျီတိုင်ကကိုအေရိုင်ဒိုင်ဒက်စကဘာကြောင့်အေရိုင်ဆိုတာရွေးချယ်တာပေါ့နော်ရွေးချယ်တာလေတဲ့အဲ့မှာဆိုရင်ဗာလေခါရအကြောင်းပြချက်လာတော့မယ်ဖူဂျီတိုင်ကကိုဝါယူမေတာရှိအီဆန်စီမို့အိုအီရှိရောမို့အာရီမတ်ကာကဖူဂျီတိုင်ကကိုကနာမည်လေးကြီးတယ်ကောင်းတဲ့ဆရာမတွေကလည်းများတယ်အဆောင်ကလည်းများတဲ့အတွက်ကြောင့်ပါတဲ့အဲ့ဒါတော့သုံးပါတယ်ဒီနေ့တော့ဒီလောက်ပါပဲကျွန်တော်အားလုံး26 29 28
အဲ grammar သင်ပေးခဲ့တယ်နောက်ပါလဲ grammar grammar သင်တယ်နောက်ဟိုဟာသင်တယ်ဘောတော့ပါလဲမင်းနော်နီဟောကောသင်တယ်ခေါ်ကြီးတင်တယ်နော်ကျွန်တော်အဲ့ဒါလေးတင်ပေးခဲ့ပါတယ်အဲအဲ့တော့ကျွန်တော်ပထမပိုင်းဗီဒီယိုအစမှာပြောခဲ့သလိုမျိုးပဲဗမာနိုင်ငံကကြည့်မယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel အားပေးမယ်ဆိုလို့ရှိရင်VPN လေးဖွင့်ပြီးတော့ကြည့်ရှုပေးစေချင်ပါတယ်တခြားနိုင်ငံဆိုရင်တော့မလိုပါဘူးကျွန်တော်အဲ့ဒါလေးတစ်ခုတော့မေတ္တာရက်ခံချင်ပါတယ်အားလုံးပဲ like and subscribe လေးလုပ်ပြီးတော့ကျွန်တော်ရဲ့ channel လေးကိုအာဝိုင်းပြီးအားပေးကြပါဦးအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ထပ်မှာလည်းဒီထက်ကောင်းအောင်ကြိုးစားပြီးတော့ကျွန်တော်ထပ်ပြီးတော့လာခဲ့ပါဦးမယ်အားလုံးပဲ bye bye